နေတိုင်းတော့လာတော့နေတိုင်းနေရင်းထိုင်ရင်းနဲ့ တာလေးနဲ့တွေ့ရတယ်တာလေးနဲ့ ဒီထိုင်နေတိုင်း တာလေးနဲ့တွေ့ရတာ โอเคမပြေဘူးပြောတယ် ဒီလိုရိုက်တော့လွဲနေဦးမယ်လို့ချင်းထိတ်ဆုံးမှာ visa application cover ဆိုတဲ့ဥစ္စာကြီးကိုထိတ်ဆုံးဘာကြည့်နေကြတဲ့စာပေကြီးကိုပြန်သွား ပါပြီရပြီ ပြန်သွားအဲ့ဒီစာပဲရောက်ပြီအဲ့စာရောက်လို့ချင်းအဲ့စာပဲကိုတက်ထား ရရ သူ့နဲ့စတာစနစ်အဲ့ ribbon နဲ့စတာနဲ့ကားလိုက်စင်နဲ့က14 ဟုတ်ပြန်ပြောလိုပဲ စစ်တာ ပြီးရင်19 20ပြီးရင်တလာပိုင်းလာစား ပြီးရင်စနစ် ပါပြီဒီစနစ်ကဒီလောက်ရပြီ ပြီးတော့ဒီကလည်းမအကုန်လုံးကြော်ခွပြီးတဲ့အခါမှာနံပါတ်9 letter of invitation ဟုတ်ပြီ10ရပြီ ပြီးရင်စိုက်နေစားတဲ့ဥစ္စာ တိုင်းနေစားတာရ အဲ့ဒါပြန်အစင်တိုင်းရတာ တိုင်း ပြီးလို့ရှိရင်23ပြီးသွားတဲ့ကာလမှာအောက်မှာ I hear and acknowledge that I have submitted ဘာညာဆိုတာရှိတယ်ပြီးတော့ box လေးနဲ့အဲ့ box လေးမှာ tick လေးတိတ်လေးလို့ tick လေးချက်လို့ ရ ပြရတာပဲဘာတည်းပြီးတော့ခုနအဲ့လိုအလားတူပဲမမတည်း ရပြီမမောက်တာရောလက်မတူ အဲ့မှာ I hear ပဲ၄ခွက်ကိုလည်း tick လောက်ရမှာနော်လောက်ပြီးမှမမဥစ္စာ တော့အေး မလောက်ရသေးဘူးလို့ခံစားမိနေ ဒီခဏမိတယ်ဟုတ်တယ် ပါပြီလားဒီကိစ္စစံတော်ပြ ဘာဥမာနှစ်စာပဲကြီးရှိတယ်ဒါစာပဲကြီးနှစ်ဆိုဘာဒီပေါ်မှာကက်တယ်၄၃ကိုလည်းဘာဒီပေါ်မှာကက်၄ပေါ်မှာဒီပေါ်ငါအပွားနေကြည့်လိုက်လို့ရှိရင်ဟုတ်တယ်ခက်ကောက်ကောက်မှာ2 3 4 5အဲ့လိုလေးကက်နေကက်ရှင် ဒီကားလေး နေကားလေးလိုလေးကားလေးလိုဟုတ်တယ်အဲ့ဟိုဘက်ကိုထပ်မှာဒီပပဥစ္စာပါမယ်ပြီးလို့ရှိရင်မမဥစ္စာနောက်၄ရွက်နှစ်စုံအောက်ကပါမယ်ဒါပဲပြီးရင်ထိတ်ပြီးရင်ဝင်ချင်းပြမှာကောင်တောက်ပြမှာဘာကော โอเคရှင်းပါတယ် ဒါပဲ ဒါလေးကတ်သွားသွားပြီးပါတယ်ဒါအရေးပေါ်ကတ်လိုက်ရလို့ပါနောက်မှတော့နံပါတ်ပေါ်ပြစီကတ်လိုက် အေးခုနသူတကယ်လို့လိုအပ်လို့ရှိရင်မေးမယ်ဆိုတော့ထည့်ထားမယ်နေရွယ်လေအဲ့ဒီကိုအစနဲ့ထည့်လိုက်ရောအစလူပြင်တိုင်းပေါ့ ဇေလျာပေးရင်ပေးဖေရနေရပေးရင်ပေးမပေးလို့ရှင်ပန်းစိတ်မှပေးတစ်ခုမတစ်ခုပေးအဲ့လိုမျိုးပြောတာလို့ဒါ तू ကတောင်းတတာဒါမပေးတာမဟုတ်ဘူး तू အော်ခံရလို့ တခုပဲပြလိုက်တာ အဆင်ပြေနော် ပြေး နေထိုင်နေတော့လာတော့ ဒီမှာစာပြီး နေထိုင်တော့လာတော့နေထိုင်နေရင်းထိုင်ရင်းနဲ့ တာလေးနဲ့တွေ့ရတယ်တာလေးနဲ့ ဒီထိုင်နေတိုင်း တာလေးနဲ့တွေ့ရတာ ကောင်းပါ ပတ်ကြစားကြတော့ကြ ငါပေါ့လေဗီဒီယိုကြတော့မေးရသေးတယ်ငါဂျပန်ကျွန်တော်တို့ဂျပန်သွားမှာလို့အစီအပြေသလားလို့ဘာတွေများခိုက်ခဲ ပြည်တယ်ပဲပြောမှမှာလား ဟုတ်ရဲ့โอเคပုံပေါ်တယ် ပြည်တယ်ပြောမှမှာလား โอเคမပြေဘူးပြောတယ် ဒီလိုရိုက်တော့လွဲနေဦးမယ်ဂျပန်နဲ့ခီးစဉ်ကမေလာဆန်းတော့မေလာတရက်နေ့ရတဲ့လောက်ကနေစဖြစ်လိမ့်မယ်မေလာဆန်းမှာလင်ပါဆိုပြပြတယ် အော်အမေဒီကဖလာလို့မနေနေရတော့ ဧပြီလတစ်လောက် AC နေလိုက်9လပိုင်းအောင်သကုံလဲ6လပိုင်း AC နာ9လပိုင်းပြန်ဒါတော့4ယောက်ပဲတတိတက်တန်နေသွားမလားဟိုရောကြောက်ရောဟိုကောင်နေနဲ့တခြားကောင်နေနဲ့မှပေါင်းသွားမလားမသိသေးဘူး ဒီဘာဖြစ်ကိုကြတယ်ကိုယ့်ကိုတည်းနေနေအားမနေတာပဲဒီဘာဖြစ်အဲ့လိုမဟုတ်လား အဲ့လိုပဲမဲ့လေသူရိုက်ပါတယ်ဗျာတည်မှာဟိုကကြတော့ကိုရီ4ယောက်တည်တယ် ဒါလည်းဘာမှပြောအောင်ပဲညကုန်တော့ဟာအဲ့ဒါ ဘယ်အပြင်မှာခမင်းစားတယ်ပေါ့ကွက်ကိုစားလို့ရှိရင်ဒါ12000တောင်းခွဲပဲကုန်တယ်အကယ်မှာစားမယ်ဆိုလို့ရှိရင်2000ခွဲကုန်တယ်ဗျာ3000ကုန်တယ်ဗျာအဲ့လိုမျိုးနှက်စားပဲအဲ့တော့ကွက်ကိုဆိုရင်တော့ချက်ရတာပြင်မဲနေဟိုကဆိုချက်ရတာမပြင်မဲဘူးလဲအခုလဲလို့ပဲကွက်ကိုဆိုလို့ရှိရင်ခီးစဉ်ကွက်ကိုဆွဲရမယ်တင်မှာကောက်ရှာမယ်နည်းနည်းအုံတော့6မယ်ပတ်စံသိန်းကုန်အဲသူများနဲ့ဟိုကောင်နဲ့အပ်ပြီးတော့သွားလိုက်တော့ဟို4ယောက်ပဲလေတီးတန်လေးနဲ့တတိတန်လေးနဲ့ဖြစ်တယ်ဘာမှလည်းကောင်းစားကြမလို့ထမင်းချိန်ထမင်းအပူချိန်အပူအေးချိန်အေးအဲ့လိုရှိအောင်ပါ ဟိုဒီလက်မကတော့ကိုရောက်ပါပြတ်တယ် ဟုတ်ပါ morning pass ကဟိုရောက်မှာပဲရမှာလေနှစ်ခုပေးလိုက်မယ်တေးကြတယ် ဝင်ကြပါလေ တေးကြတယ်နှစ်ခုပေးလိုက်မယ်နှစ်ခုပေးတာကိုပထမတစ်ခုကတော့ပြဿနာမရှိဘူးဒုတိယတစ်ခုကိုနံပါတ်1ကတေးကြသိမ်းထားဖို့လိုတယ်အဲ့ဒါဂျပန်ကြီးတောက်ချောက်သုံးရမယ်လက်မှတ်နံပါတ်2ကအဲ့ဒီလက်မှတ်ကိုခုံနံပါတ် 44J နဲ့ 44K နားနီးလက်ထပ်ပြောပါမယ်ခုံနံပါတ်ပါမရမှာနော်မပါရင်ပြော
ပြောဆိုလည်းဘယ်လိုပြောမလဲဆိုတာလည်းရှိသေးတယ်ဟုတ်တယ်မလားအဲ့တော့ပြောရမယ့်ပုံစံထိုးပြမယ်စာရွက်ရဲ့ဘယ်နေရာထိုးပြဆိုတာလည်းပြောပေးမယ်အဲ့လောက်ကြီးတော့မခက်ခဲမယ်တော့တယ်မောင်တို့အဲ့လောက်ကြီးလည်းမလွဲပါဘူးပြီးမှာပါမှာပါအကယ်မပါခင်ပြောပြတယ် ဟုတ်လား မအခုက economy လောက်ကိုခုံနံပါတ်ဝယ်တာတိတ်ဒူးဆန်းသိရမလားဘာလို့ business class တွေပဲဒါကြည့်လိုက်သေးတယ်ဈေးကတော်တော်မလွယ်ဘူး